င်းမွေးတီလွန်တဲ့ဘောကနေဒေါ်လာ1ဘီလီယံကျော်တဲ့အထိအောင်ပိုင်ဆိုင်လာနိုင်ခဲ့တယ်ကမ္ဘာပထမဦးဆုံးဘောလုံးမှာဟောချောင်းလောက်စရာစူးစမ်းအားထုတ်မှုတွေနဲ့ Who is real goat ဆိုတဲ့ဒွေးဟာတစ်ခုရဲ့အဖြစ်ကို40ကျော်တဲ့အထိအောင်တက်တည်ပြဖို့စူးစမ်းနေတဲ့စံချိန်ပေါင်းများစွာရဲ့အရှင်သခင်Cristiano Ronaldo လို့ပြောလိုက်တာနဲ့ပြည့်စုံအောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခွင့်ရနေတဲ့သူတယောက်ကမ္ဘာလွှမ်းမိုးမှုရှိဆုံးနဲ့အချမ်းသာဆုံးဘောလုံးသမားတယောက်ဆိုတာကိုတော့အားလုံးပဲသိထားပြီးသားဖြစ်မှာပါ Ronaldo ဟာလူရွယ်လို့ဖြစ်မလားသေးခင်တရေသားဘဝမှာတည်းကဝေးလာရင်မကျွေးနိုင်မှဆိုလို့ဆိုပြီးမိခင်ဖြစ်သူရဲ့ဖျက်ချဖို့ကြိုးစားခြင်းကိုတော့ခံခဲ့ရတဲ့သူတယောက်ပါဒါပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲပေါ်တူဂီနိုင်ငံကမတဲရာဆိုတဲ့ကျုံးလေးတစ်ကျုံးပေါ်မှာသူ့ကိုမွေးဖွားလာခဲ့ပြီးအပြည့်စုံတဲ့မိသားစုကြားမှာလူဖြစ်လာခဲ့ရတယ်အရက်ဆွဲနေတဲ့ဖခင်ဖြစ်သူရဲ့နေပါလုံးနဲ့လာစာဟာမိသားစုစားဝတ်နေရေးအတွက်မလောက်ငှခဲ့တာကြောင့်ရိုနယ်ဒိုရဲ့မိခင်ဖြစ်သူဟာအလုပ်ပေါင်းစုံလုပ်ပြီးမိသားစုတာဝန်ကိုထမ်းခဲ့ရတယ်စင်မပြေမှုတွေကြားထဲကနေပဲရိုနယ်ဒိုဟာဖခင်ဖြစ်သူနဲ့အတူလမ်းမတွေထက်မှကျောင်းစာတစ်ဖက်နဲ့လမ်းတန့်ရှင်းရဲ့အလုပ်တွေလုပ်ရင်းသူဝါသနာပါတဲ့ဘောလုံးအားကစားကိုယူမှုမှုလေ့ကျင့်ခဲ့တယ်ဒီလိုနဲ့မတဲရာဆိုတဲ့ကျွန်းစုလေးပေါ်ကချစ်ကန်ကန်ခပ်ပိတ်ပိတ်မျက်နှာမွေးလေးတယောက်ဟာသူ့အသက်12နှစ်သားအရွယ်ရောက်မှာပဲ Foreign CP လူငယ်ဘောလုံးအသင်းမှာပါဝင်ခွင့်ရလာတဲ့အထိအောင်ကြိုးစားလာနိုင်ခဲ့တယ်ရိုနယ်ဒိုဟာသူ့ဘဝကိုပြောင်းလဲစေတဲ့တခုတည်းသောအရာဘောလုံးဆိုတာတဖြည်းဖြည်းနဲ့နားလည်လာခဲ့ပြီးသူ့အသက်14နှစ်သားအရွယ်ရောက်မှာတော့လေ့ကျင့်မှုတွေကိုအပြည့်အဝအာရုံစိုက်နိုင်ဖို့ကျောင်းကနေထွက်ခဲ့တယ်။နောက်ပြီးရိုနယ်ဒိုရဲ့မိဘတွေဟာငွေကြေးမပြည့်စုံခဲ့ပေမဲ့တားဖြစ်သူရဲ့ဝိုးတော်အိမ်မက်တွေကိုပိုပြီးပြင်းဖြစ်လာစေဖို့နိုင်တဲ့လောက်ထောက်ပံ့အားပေးခဲ့တယ်။ဒါကြောင့်ပဲရိုနယ်ဒိုဟာ Sporting CP လူငယ်အသင်းရဲ့အကောင်းဆုံးနဲ့အလားအလာအရှိဆုံးလူငယ်ချေပွင့်တူဖြစ်လာခဲ့တယ်။ဒါပေမဲ့လည်းသူ့အသက်15နှစ်အရွယ်ရောက်မှာတော့သူ့ရဲ့မွေးရာပါနှလုံးကုန်မြန်တဲ့ယောဂဟာတဖြည်းဖြည်းနဲ့ဆိုးရွားလာခဲ့တာကြောင့်ဘောလုံးကစားတာကိုထာဝရဆွန့်လွတ်ရမယ်ဆိုပြီးဆရာဝန်ကပြောလာခဲ့တယ်နောက်ဆုံးမှာတော့ကံကောင်းထောက်မစွာနဲ့ခွဲစိတ်ကုသနိုင်ခဲ့ပြီးရိုနယ်ဒိုဟာမျက်ခင်းစိမ်းတွေပေါ်ခြေပြန်ချလာနိုင်ခဲ့တယ်တိုးတွေပြီးရင်အကောင်းတွေလာတတ်တယ်ဆိုတဲ့စကားတိုင်းပြင်သူ့ရဲ့ပြင်းပြင်းထန်ထန်စ조사အားထုတ်မှုတွေကြောင့်2002ခုနှစ်အရောက်မှာတော့ Sporting CP Professional ဘောလုံးအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ရွေးချယ်ခြင်းကိုခံခဲ့ရတယ်ဒီလိုနဲ့2003ခုနှစ်အရောက်မှာရိုနယ်ဒိုဆိုတဲ့ပြာဖုံးနေတဲ့မီဂယ်လီခဲကိုတရေနီတို့ရဲ့ပဲ့ကန်ရှင်နီးပြကြီးပါကူဆန်ဟာသတိထားမိသွားခဲ့ပြီး Manchester United အသင်းမှာကစားဖို့အတွက်စာချုပ်ချုပ်ဆိုခဲ့တယ် He was amazing, the kid. Unfortunately, I got me in a little room after the game. Said to him, "Won't he come back and play with us?" He's done all one. The next day, we got a private plane signed. ဆရာကောင်းတစ်ဖက်ဖန်ကောင်းပန်ဆိုတဲ့စကားအတိုင်းပဲရိုနယ်ဒိုဟာ Manchester United အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာခဲ့တဲ့အပြင်သူ့ရဲ့မော်ဆန်တဲ့ကစားဟန်ကြောင့်ပဲကမ္ဘာဘောလုံးစက်ကုံပေါ်မှာ CR7 ဆိုတဲ့နာမည်နဲ့တဟုန်လို့ကြော်ကြားလာခဲ့တယ်။ဒီနဲ့အတူစူပလာပေါင်းများစွာစစ်ကူးနိုင်ခဲ့တဲ့အပြင်2008ခုနှစ်မှာတော့ဘောလုံးလောကရဲ့အမြင့်ဆုံးဆုတစ်ဆုဖြစ်တဲ့ Ballon d'Or ဆုကိုပါရရှိခဲ့တဲ့အထိအောင်စွမ်းဆောင်နိုင်ခဲ့တယ်။ပေါ်တူဂီနိုင်ငံရဲ့ပထမရှာမဒဲရာကျွန်းစုလေးပေါ်ကစင်းသားလေးတယောက်ဟာအန်အောစရာကောင်းတော့အောင်ကိုပဲနှစ်ပေါင်းများစွာကြာအောင်မတူညီတဲ့ကမ္ဘာတစ်တန်းလိတွေမှာအကောင်းဆုံးခြေစွမ်းပြပြီး Ballon d'Or ဆုကို9ချိန်တိုင်နဲ့ဆုကူပါစင်ကော်မှုတွေအားလုံးကိုကြော်ဖြတ်မှတ်ကြောက်တင်ခံနိုင်ခဲ့ပြီးဘာပေါ်မှာရှိတဲ့လူငယ်တိုင်းလေးစားအားကြရတဲ့စံပြပုဂ္ဂိုလ်ဦးဖြစ်လာခဲ့တယ် Believe, dedication, the hard work, listen to people who know more than you, who they have more experience than you, believe in your talents. I think it's the main point. လက်ရှိချိန်မှာတော့ Cristiano Ronaldo ဟာ Saudi Club AI NASA အသင်းမှာဘောလုံးသမားဘွားရဲ့နောက်ဆုံးချိန်တွေကိုဝေဖန်ထိုးနှက်မှုတွေကြားတဲ့ကတွင်းကိုပေါင်း1000စံချိန်ချိုးနိုင်ပြီးအောင်မြင်မြင်နဲ့ဖြတ်သန်းနိုင်မှုစ조사ရင်ချင်းရတဲ့မိသားစုနဲ့တူဘွားကိုအတိတ်ပဲရှိဖြတ်သန်းနေစေပဲဖြစ်ပါတယ်။ဒီကိုယုံကြည်မှုရှိခြင်းဟာရည်ရွယ်ချက်မှန်သမျှကိုရောင်လုံးမြစ်ဖော်ဆောင်နိုင်တဲ့စွမ်းရည်တစ်ခုပါ။ထိုင်မာတဲ့ယုံကြည်ချက်နဲ့စင်စက်မပြတ်စ조사အားထုတ်မှုရှိမှသာကျွန်တော်တို့အိမ်မက်တိုင်းဟာပြည့်စုံပြီးပြောစ